ဟိုးရှေးတုန်းကမြတ်စွာဘုရားလက်ထက်တော်အခါမှာကြီးမားတဲ့တစ်ပင်ကြီးထက်မှာငှက်ဘယင်ဂလုံတစ်ပါးရှိခဲ့ဘူးတဲ့ဂလုံမင်းဟာအစွမ်းထက်ပြီးရဲရင်သလိုအသိဉာဏ်ပညာနဲ့လည်းပြည့်စုံတဲ့သူ့ရဲ့အတောင်ပံအရွယ်စားကမိုင်ပေါင်းများစွာကျယ်ဝန်းပြီးတစ်ခါပြန်လိုက်ရင်ကောင်းကင်တစ်ခုလုံးမှောင်သွားလောက်အောင်ပဲအင်အားကြီးမားတယ်ဂလုံမင်းကြီးရဲ့သားမြေးတွေတပည့်တပန်းတွေဟာပင်လယ်ရေအောက်ကနဂါးပြည်ကိုဆင်းပြီးနဂါးတွေကိုဖမ်းစားလေးရှိကြတယ်ဒီလိုဖမ်းစားရင်နဂါးမျိုးနွယ်တွေဟာတဖြည်းဖြည်းမျိုးတုံးမတက်ဖြစ်ဆိုးနဲ့ရင်ဆိုင်လာကြရတယ်နဂါးမင်းကြီးလည်းဒီအခြေအနေကိုဘလို့မှမတက်နိုင်တော့တဲ့အစုံနဂါးတကောင်ကိုလူအသွင်ဖန်ဆင်းပြီးဂလုံမင်းကိုအရှက်ရစေဖို့နီလန်းရှာဖွေဖို့ဆေလွတ်လိုက်တယ်လူအသွင်ဖန်ဆင်းထားတဲ့နဂါးဟာဂလုံမင်းကြီးပြန်တန်းနာနေတဲ့တစ်ပင်ရဲ့အောက်ကမြေပြင်ကိုတူးဆွပြီးရွှေအိုးကြီးတစ်လုံးကိုထားလိုက်တယ်ပြီးတော့ရွှေအိုးကိုထိတဲ့သူဟာယူသွတ်သွားလိမ့်မယ်ဆိုတဲ့စာတမ်းကိုရေးထိုးပြီးဂလုံမင်းကြီးမြင်သာအောင်ထောင်ထားလိုက်တယ်ရက်နှဲငယ်ကြတော့ဂလုံမင်းရဲ့သားမြေးတစ်ကောင်ဟာအမဲလိုက်ရင်ပင်ပန်းလာတာနဲ့အဲ့ဒီတစ်ပင်အောက်ကိုခဏဆင်းထားလိုက်တဲ့အနားယူနေရင်ရွှေအိုးကိုမြင်သွားတယ်ရွှေအိုးပေါ်ကစာတန်းကိုဖတ်မိတော့အလွန်အမင်းကြောက်လန့်သွားပြီးအဲ့ဒီနေရာကိုပြန်မလာရဲတော့ဘူးဒီလိုနဲ့တဖြည်းဖြည်းဂလုံမျိုးနွယ်အားလုံးဟာအဲ့ဒီတစ်ပင်အနီးကိုတောင်ချင်းကပ်ဖို့ကြောက်ရွံ့လာကြတယ်ရလက်အနေနဲ့နဂါးတွေဟာသူတို့ရဲ့ရန်သူဂလုံတွေရဲ့ရန်မှကင်းဝေးပြီးလွတ်လွတ်လပ်လပ်ပျော်ရွှင်စွာနေထိုင်နိုင်ကြတယ်။ဒီနေ့မှာတော့ဂလုံမင်းကြီးကိုယ်တိုင်ဒီလိုဖြစ်နေရတဲ့အကြောင်းရင်းကိုသိကျင်တာနဲ့တစ်ပင်အောက်ဆင်းပြီးစာရန်ကိုဖတ်လိုက်တဲ့ရွှေအိုးကိုထိတဲ့သူဟာယူသွတ်သွားလိမ့်မယ်ဆိုတဲ့စာကိုဖတ်ပြီးနောက်ဂလုံမင်းဟာရေမောလိုက်ပြီးစာရန်ကိုဖျဲဆုပ်ပစ်လိုက်တယ်။ပြီးတာနဲ့သူ့ရဲ့ရဲစွမ်းတတိကိုပြသတဲ့အနေနဲ့ရွှေအိုးကိုသူ့ရဲ့ခြေထောက်နဲ့မြေပြင်ထဲကနေဆွဲထုတ်ပစ်လိုက်တယ်။ရွှေအိုးကိုယူငင်ပြီးမြစ်ထဲမှာသွားရောက်ဆေးကြောလိုက်တယ်ပြီးတော့သူ့ရဲ့သားမြေးတပည့်တပန်းတွေကိုခေါ်ပြီးရွှေအိုးကိုအပိုင်းပိုင်းဖြတ်ကဝေမျှပေးလိုက်တဲ့ဂလုံမင်းကြီးကမကြောက်ပါနဲ့မင်းတို့ရဲ့ဘယင်ငါကိုယ်တော်ဟာရဲစွမ်းတတိရှိတဲ့ရွှေအိုးဟာလူတွေကိုယူသွတ်စေနိုင်ပေမဲ့စစ်မှန်တဲ့သူရဲကောင်းတယောက်ကိုတော့ဘယ်တော့မှအရှုံးမပေးစေနိုင်ဘူးလို့မိန့်ကြားလိုက်တဲ့ဒီခါကျမှဂလုံမျိုးနွယ်တွေရဲ့ကြောက်ရွံ့မှုအားလုံးပျောက်ကွယ်သွားပြီးသူတို့ရဲ့ဘယင်ဂလုံမင်းကြီးကိုလေးစားချစ်ခင်တဲ့စိတ်အားကိုးတဲ့စိတ်တွေပုံမကြီးမားလာကြတယ်သူတို့ဟာဝမ်းသာအားရပြန်တက်သွားကြပြီးအရင်လိုနဂါးတွေကိုပြန်လည်ဖမ်းစားနိုင်ခဲ့ကြပါတယ်ဒါကိုနဂါးမင်းကြီးကြတော့အလွန်အမင်းစိတ်မကောင်းဖြစ်ပြီးဂလုံမင်းကြီးစီကိုသွားကာသူ့ရဲ့လှည့်ဖျားမှုအတွက်တောင်းပန်ခဲ့တဲ့ဂလုံမင်းကနဂါးမင်းရဲ့ရိုးသားမှုကိုသဘောကျပြီးမင်းရဲ့မျိုးနွယ်တွေကိုဖျက်ဆီးတော့မှာမဟုတ်ဘူးလို့ကတိပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးဂလုံနဲ့နဂါးမျိုးနွယ်တွေဟာအတူရှင်တွဲနေထိုင်ဖို့တင်ယူခဲ့ကြပြီးဂလုံမင်းကြီးကိုတော့ရဲစွန်းတတိဉာဏ်ပညာနဲ့စာနာစိတ်တို့နဲ့ပြည့်စုံတဲ့သူရဲကောင်းတဦးအဖြစ်ယနေ့တိုင်အမှတ်ရနေကြပါတော့တည်း